80နဲ့9ခုအစောဆုံးတာမီကျော်10ရက်တောက်ကြနေ့2015နိုဝင်ဘာလ14ရက်လောဘအရောဘုန်းကြီးရဲ့မွေးနေ့ပွဲကိုအကြောင်းပြုတော့ဒါကဒါလာမပေါင်းဒါကဒါလာမမြတ်စွာဘုရားကဒီနေ့ဒါဆွမ်းလူပန်းလူကြီးပန်းလူတဲ့ကွာဘုန်းကြီးတွေဆိုတော့ဒီလိုတော့ကတနေ့တာစိတ်ပစ္စည်းအလူအတော့ဆောင်ပစ္စည်းဒီအလူနဲ့ကျောင်းရဲ့မျက်စိပစ္စည်းအလူပစ္စည်းလေးပါအလူတန်ဗီရိုကြီးနဲ့တော့ပေါ်ပေါ်စားတဲ့လိုအပ်တဲ့ဘုဘကရေပိုက်စာရင်းများမလို့စုပေါင်းတော့အားလုံးစုပေါင်းတော့လူရဲ့အားလုံးပေါင်းတဲ့လူအဲ့တော့ဘုဒီအလူမောလည်းပြောရအောင်နော်အချိန်တော့လည်းပါပြီအဲ့တော့ဝိနည်းဆိုတော့ဝိနည်းတွေတော့များလောက်ကြတော့အဲ့လိုဆိုအဲ့လိုဝိနည်းတွေလုပ်တဲ့အတွက်မှာမြတ်စွာဘုရားရှင်ရဲ့ဝိနည်းမြတ်စွာဘုရားရှင်ရဲ့ဒီအဖြစ်ပစုံတော်ဖြစ်ဘောဓမီဆိုတော့အဲ့ဒီဟာလေးကစပြောမယ်ဆိုတော့မြတ်စွာဘုရားရှင်ရဲ့အမှန်တရားအဖြစ်မြတ်စွာဘုရားရှင်ဝေဘာတော်မူတဲ့မြတ်စွာဘုရားရှင်ပြိဋိဘံစံတော်မူတဲ့ဒီဟာကိုအကြောင်းပြုတော့မြတ်စွာဘုရားရှင်ကိုပစုံတော်ဖြစ်ပြီးဘောဓမီဒီလိုတတ်မှတ်တယ်အဲ့လိုဆိုလို့ရှိရင်တော့ဒါမြတ်စွာဘုရားရှင်ကဘုတော်ကြီးတော်မူတဲ့မြတ်စွာဘုရားရှင်ကိုအကြောင်းပြုတော့ဒါမြတ်စွာဘုရားရှင်ကိုညီညွတ်ဖို့ပဲစိတ်ကတဲ့ပုဂ္ဂိုလ်ကြီးစုတော်ပြုလုပ်တာပေါ့နော်ရိုးဘုန်းကြီးတို့လိုပုဂ္ဂိုလ်ကြီးမှာတော့ပြင်တကယ်တော့ဝိနည်းတစ်ခုတည်းတင်တာကုသိုလ်တွေကိုလုပ်ရမှာလားဆိုဝိနည်းမဟုတ်တဲ့အချိန်ကြီးလည်းကုသိုလ်တွေများစွာလုပ်ရမယ်ဒါပေမဲ့ဝိနည်းရဲ့လို့လုပ်လိုက်တဲ့အခါတိုင်းမှာခံစားရတဲ့ခံစားချက်တစ်ခုတော့ရှိတယ်ပါလဲဆိုတော့ပရိသတ်နေခြင်းရဲ့ဒီဆုံးခြင်းရဲ့ဒီတစ်ခုပေါ့တည်းဒီခြင်းကိုအတွက်တည်းပို့တော့ဟိုလာတဲ့တည်းပို့တော့ဒီဖို့ဒီလာတဲ့ဒီဖို့တစ်ဖက်တစ်နားကဒီရတော့မယ်လို့မပြောတော့လည်းပြောတကယ်တော့ဟိုဘင်းရင်းတော်ကိုအကြောင်းပြုတော့တစ်ဖက်ကပြောနိုင်တော့လားတာဝန်သားတွေလည်းရန်ကားတယ်တာဝန်သားကတော့ထိတ်နိုင်ဖို့ပေါ့နော်ကြောင်းပြုဖို့မပြတ်မနေဒီလမ်းဟာဘယ်လိုမှလည်းပဲဆောင်ရွက်လို့မရဘူးလူတိုင်းကဘာပေါ်ဥစားချိန်ခါကာလကတည်းစတော့ဒီနေ့ချိန်ဒီနေ့ကတည်းစတော့ဒီကဘာပြတ်သွားတဲ့အချိန်ဒီအကုန်လုံးကတော့ဒရဝါရီရဲ့သဘောကတော့အကုန်လုံးသိချင်းသိကြရမယ်သိချင်းသိကြရမယ်ဆိုတဲ့အခါကျတော့ဒီဘဝတစ်ခုလုံးကိုဘုဒ္ဓကောင်းမှုတွေပြုပြီးတော့ဒီအချိန်ကုန်လို့မလားသို့မဟုတ်အမှုတွေပြုပြီးတော့ချိန်ကုန်မလားနောက်ထပ်ဘဝတစ်ခုကိုဘာတွေဘယ်လိုစီစဉ်နိုင်တယ်ဘယ်လိုစီစဉ်မှုတွေပြုနိုင်တယ်တစ်ဖက်ကလည်းပဲတတိတွေကိုဖြစ်ပေါ်စေတယ်တာဝေကတွေကိုလည်းပဲဖြစ်ပေါ်စေပါတယ်ဒါဝိနည်းတွေရဲ့သဘောဆိုပါတော့နော်ဝိနည်းတွေရဲ့သဘောအဲ့တော့ဝိနည်းလောက်တာတော့ကောင်းပါတယ်ဝိနည်းကုသိုလ်ပွဲတွေလောက်တာကုသိုလ်ရအောင်နေနိုင်ရင်တော့ဝိနည်းတွေတော့မဟုတ်ပါဘူးတခြားနေ့တွေလည်းပဲလာတူပဲဒီလာတွေစောင့်ကြည့်တဲ့တရားဘောင်းနာတွေပွားများအားထုတ်တယ်တရားတွေနားတယ်ဒီလုပ်ငန်းရတွေကတော့အလုံးကိုလုပ်ထိုက်ပါလေအဲ့လိုဆိုရင်တော့ဒီနေရာမှာထေရတထာမှာလာတဲ့ကထာစကလုံးလေးတစ်ခုဆိုပါတော့အမောကံတိဝတံဤကအပေနဝါဘုကေနဝါအပေနဝါလည်းပဲမူလိဖြစ်စေဘုကေနဝါများစွာမူလိဖြစ်စေအချိန်ဟာစက္ကန့်ပိုင်းလေးတွေလည်းဖြစ်ခြင်းလည်းဖြစ်တယ်သို့မဟုတ်မိနစ်နာရီပိုင်းတော်လည်းဖြစ်ခြင်းဖြစ်တယ်အပေနဝါဘုကေနဝါအပေနဝါလည်းပဲမူလိဖြစ်ခြင်းဖြစ်ပါစေဘုကေနဝါများစွာမူလိဖြစ်ခြင်းဖြစ်ပါစေအာမောကံဇီဝတံနေ့တစ်နေ့ကိုအာမောကံအချင်းမဖြစ်အောင်ပြီးတာဖြစ်ရ၏နေ့ကိုအချိန်နဲ့၎င်းကိုမှသိနေနေ့တစ်နေ့လုံးကိုပြန်လဲတွက်ချက်ကြည့်လိုက်တဲ့အခါမှာဒီနေ့ဟာငါကုသိုလ်တွေဘယ်လောက်ဖြစ်နိုင်တယ်ဘယ်လောက်ဖြစ်သွားတယ်လို့အဲ့ဒါကိုတိုက်တွန်းလို့ဆိုလို့တဲ့စကလုံးလေးဆိုပါတော့နော်အာမောကံဇီဝတံပြီးတာနေ့တစ်နေ့ကိုအချင်းမဖြစ်အောင်ပြုရ၏အဲ့လိုဆိုနေ့တစ်နေ့ကိုအချင်းကြီးမဖြစ်အောင်ပြုရည်ဆိုတော့ကမွေးနေ့နေ့တစ်နေ့တည်းတင်သားလေးနေ့ကိုအချင်းကြီးမဖြစ်အောင်ပြုရမှာလားဆိုတော့ဘယ်ဟုတ်လဲတဘွားလုံးဆိုပါတော့အဲ့လိုဆိုတဘွားလုံးမှာတချို့ပုဂ္ဂိုလ်တွေတရားနဲ့တရားတက်တန်းတွေကမလို့တချို့ပုဂ္ဂိုလ်တွေကတော့အသက်60တချို့ပုဂ္ဂိုလ်တွေကအသက်90တချို့ပုဂ္ဂိုလ်တွေကအသက်80တချို့ပုဂ္ဂိုလ်တွေက85 90ကျော်အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့တဘွားတာကာလပတ်လုံးဒီပတန်
အာမောကတိဝတံပိရာနေကိုအချင်းကြီးမဖြစ်အောင်နေထိုင်ရ၏နေကိုအလားတကားမဖြစ်အောင်နေထိုင်ရ၏တနည်းအားဖြင့်နေကိုကုသိုလ်ဖြစ်အောင်နေရ၏နေကိုကုသိုလ်ဖြစ်အောင်နေအဲ့လိုဆိုနေတာကုသိုလ်ရအောင်နေရမှာလားဆိုညားတွေကိုလည်းကုသိုလ်ရအောင်နေဘာဖြစ်လို့ဒီကုသိုလ်ရအောင်နေရမှာလဲကုသိုလ်တွေကဘုဘက်မှာခဏခဏပြောဖြစ်တဲ့နာဟိဒါနာပရအတ္တိပရိဋ္ဌာတဗ္ဗပါဏိနံဓမ္မလောကကိုသွားရမယ်ပုဂ္ဂိုလ်တရားအတွက်ဒီဘဝကိုနှုတ်ဆက်ပြီးဖက်ခွာသွားရမယ်ပုဂ္ဂိုလ်အတွက်တရားအတွက်ထောက်ရတရားကြီးတွေကိုကုသိုလ်တွေကဖြစ်ပေါ်စေတယ်ကုသိုလ်တွေကထောက်ရတရားကိုဖြစ်ပေါ်စေတယ်ဒီကုသိုလ်တွေကဒုက္ခဘဝတွေကိုရစေတယ်ဒီကုသိုလ်တွေကသာသနာတော်နဲ့ကြုံအောင်လုပ်ပေးနိုင်တယ်ဒီကုသိုလ်ကောင်းမှုတွေကပဲသောတာပတ္တိမေဖို့ဖြစ်စေနိုင်တယ်သရဂါမိမေဖို့နာဂါမိမေဖို့အရဟတမေဖို့တွေ့ဝတ်သောအဖြစ်ဖြစ်ပေါ်စေနိုင်တဲ့သွားရင်တတ္တိရှိတယ်အဲ့လိုဆိုရင်ဘုဒီနေရာမှာအာမောကတိဝတံတိရာအပိနဘုကေနဝအပိနဝအနေငယ်မူလိဖြစ်စေဘုကေနဝများစွာမူလိဖြစ်စေဒီဝတ္တန်လေးတနေ့ကိုအာမောကံအချင်းကြီးမဖြစ်အောင်ကိရိယာပြုရ၏ဣရာပြုရ၏အချိန်လေးဟာစက္ကန့်ပိုင်းလေးပဲဖြစ်ဖြစ်သို့မဟုတ်မိနစ်ပိုင်းနိုင်ပိုင်းပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်နေ့တနေ့ပဲဖြစ်ဖြစ်အချင်းကြီးမဖြစ်အောင်နေပါအကျိုးရှိအောင်နေပါဘယ်လိုအလေးပဲရတယ်ဘယ်လိုဆိုရင်နေ့တနေ့ကိုသာအချင်းကြီးမဖြစ်အောင်နေရမှာလားဆိုတော့မဟုတ်ပါဘူးတဘောလုံးကိုလည်းပဲအချင်းကြီးမဖြစ်အောင်အကျိုးရှိအောင်နေရမယ်လို့အသေးသေးရတယ်။ဘာဖြစ်လို့ဆိုလူဘဝဟာတန်တတိဘဝလို့သုံးတယ်လူဘဝဆိုတာကံအားကောင်းတယ်။ဒီလိုဆိုလူဖြစ်တိုင်းကံကောင်းမှလားဆိုကံကောင်းဖို့တော့ဘဝကိုဒီဆောင်မှပဲကံကောင်းတယ်။ဘဝကိုမဒီဆောင်နိုင်ဘူးဆိုလို့ရှိရင်တော့လက်ရှိရှိနေတဲ့အချိန်ခါမှာလည်းပဲဘဝကိုကုသိုလ်တရားတွေဖြစ်အောင်မနေဘူးအကုသိုလ်ဖြစ်အောင်နေမယ်အကုသိုလ်တွေနဲ့ပြောမယ်အကုသိုလ်တွေလုပ်မယ်ဒီလိုဆိုပြန်လည်းပဲဒါနေ့ရာအချင်းကြီးဖြစ်သွားတယ်တကားဖြစ်သွားတယ်လူဖြစ်သူမတတ်ဘူးဟိုဘက်မှာအဝင်စရာမြုံသည်တဲ့မြုံနေဘဝကြီးမြုံသွားတယ်လူဖြစ်သွားတယ်ဘာမှလည်းမထူးသွားဘူးဒီတိုင်းပဲအကုသိုလ်တွေနဲ့သိချင်းပြည့်စည်ပြီးတော့သွားတယ်မြုံသွားတယ်လို့သုံးတယ်အဲ့လိုဆိုဘဝကိုမမြုံအောင်ဆိုလို့ရှိရင်တော့ကုသိုလ်ကောင်းမှုတွေရှိရမယ်ကုသိုလ်ကောင်းမှုတွေရှိရမယ်ဆိုတဲ့အခါကျတော့သီလကုသိုလ်သမာဓိကုသိုလ်တနည်းအားဖြင့်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေဖြစ်အောင်နေရတယ်အဲ့ဒီမှာအထူးပြုပြီးလုပ်တဲ့ကုသိုလ်တွေကတော့သီလကုသိုလ်တို့ကဲ့သို့သောကုသိုလ်ဘာဝနာကုသိုလ်ကဲ့သို့သောကုသိုလ်ဒါဟာကုန်ကြမှုတော့မရှိဘူးဒါပေမဲ့စိတ်ကိုထိန်းချုပ်မှုတွေတော့ရှိတယ်စိတ်ကိုတော့ထိန်းချုပ်ဖို့လိုတယ်အဲ့ကုသိုလ်ကောင်းမှုတွေဟာအထောက်အပံ့များစွာပြုနိုင်တယ်သောသောကပြောခဲ့တဲ့ပြိဋ္ဌာတဗ္ဗမာတိနံဓမ္မလုံးကိုသွားရမယ်ပုဂ္ဂိုလ်တရားအတွက်ထောက်ရတရားကြီးကိုဖြစ်စေနိုင်တယ်ကုသိုလ်ကောင်းမှုတွေကထောက်ရတရားကိုဖြစ်စေနိုင်တယ်အဲ့လိုဆိုလို့ရှိရင်တော့ဖြင့်သောသောကပြောခဲ့တဲ့အာမောကတိပတံကိရာအပိနာနောအပိနာဘုကေနာဝအနေနဲ့ဖြစ်စေများစွာဖြစ်စေတဲ့ဒီတနေ့ကိုအချင်းကြီးမဖြစ်အောင်နေရ၏ယံယံဝိဇ္ဇေတေရတေဒုနံတတ္တစီဝိတံယံယံရတေအကျဉ်းချင်းတနေ့ကိုဝိဇ္ဇေတေဆုံးလိုက်ရ၏တန်ထိုဆုံးလိုက်ရတဲ့နေ့တနေ့ဒီတတ္တထိုပုဂ္ဂိုလ်၏စီဝိတံအသက်ကိုစီဝိတံအသက်ဒီဥနံရုံးလျော့သွားပြီတနေ့ကုန်သွားတိုင်းမှာဒီပုဂ္ဂိုလ်ရဲ့အသက်တည်းတူသွားပြီအဲ့လိုဆိုရင်တော့ဒီဘုရားအသက်ကအသက်တည်းပြည့်သွားပြီပေါ့နော်ဝိနည်းဆိုတာဘယ်နှစ်ပြည့်လဲ63နှစ်ပြည့်64နှစ်ပြည့်65နှစ်ပြည့်စသည်ဖြင့်အသက်တွေကဖြည်းဖြည်းချင်းကုန်သွားတယ်ယံယံဝိဇ္ဇေတေရတေဒုနံတတ္တဇီဝိတံယံယံရတေအကျဉ်းချင်းတစ်ရက်ကိုဝိဇ္ဇေတေဆုံးလိုက်ရ၏ကုန်သွားခဲ့၏ညာလေးတစ်ညတော့ကုန်သွားပြီတရက်တော့ဆုတ်သွားပြီဘုရားတရက်တည်းမဟုတ်ဘူးတစ်နှစ်လုံးဆုတ်သွားပြီတစ်နှစ်လုံးသုံးပြီးသွားပြီအဲ့ဒီဟာကိုကောင်းသုံးသလားမကောင်းတဲ့ပြသုံးသလားရက်တွေကတော့နှပြောဖို့လည်းကောင်းတယ်မိနစ်တွေစက္ကန့်တွေဟာနှပြောဖို့လည်းကောင်းတယ်အချိန်တိုင်းဟာတန်ဖိုးလည်းကြီးတယ်အချိန်တိုင်းဟာတန်ဖိုးလည်းကြီးတယ်အဲ့တော့အဲ့လိုဆိုရင်ဒီလိုနံတတ္တဇီဝိတံတံဥနံတတ္တဇီဝိတံတတ္တထိုပုဂ္ဂိုလ်၏
တန်ထိုတရက်ကုန်ခန်းသွားခြင်းသည်တတ္တထိုပုဂ္ဂိုလ်၏ဇီဝိတံအသက်သည်တဲ့ဥနံတရက်စာရုပ်လျော့သွားခဲ့ပြီကိုကတရက်စာမဟုတ်တော့ဘူးတစ်နှစ်လုံးရုပ်လျော့သွားခဲ့ပြီရေအားဖြင့်ဆိုရင်ဒါ360ပေါ့နော်360ကျော်အဲ့တော့ဒီရေအားဖြင့်ရေပေါင်းများစွာဆုံးယုံသွားပြီဒါသုံးပြီးသွားပြီအဲ့တော့နောက်ထပ်တကယ်သုံးရမယ့်ရေဟာဘယ်လောက်ရှိသလဲလူတယောက်ရဲ့ဘဝမှာရေပေါင်းဘယ်လောက်သုံးနိုင်လဲရေပေါင်းဘယ်လောက်သုံးနိုင်လဲတချို့ကလည်းရက်1000လောက်သုံးပါလေတချို့ကကျတော့ရက်1000ခွဲလောက်သုံးပါလေနိုင်ရည်နဲ့တွေ့တယ်ရက်တွေနဲ့တွေ့တယ်နိုင်ရည်နဲ့တွေ့တယ်စက္ကန့်လေးနဲ့တွေ့တယ်မိနစ်လေးနဲ့တွေ့တယ်ဒီဘဝလုံးမှာအသက်80နေရမယ့်ပုဂ္ဂိုလ်တရားအတွက်စက္ကန့်ဆိုရင်စက္ကန့်ပေါင်းကဘယ်လောက်ရှိလဲမိနစ်ဆိုရင်မိနစ်ပေါင်းကဘယ်လောက်ရှိလဲအသက်80နေရမယ့်ပုဂ္ဂိုလ်ကနိုင်ရည်နဲ့တွေ့တဲ့အခါမှာနိုင်ပေါင်းကဘယ်လောက်ရှိလဲအဲ့လိုကြီးတွေ့ကြတယ်တွေ့ကြတဲ့အခါကျတော့ဘုန်းတို့တွေကနိုင်ရည်လည်းအများကြီးပဲရက်တွေလည်းအများကြီးပဲတထုနံတတ္တဇီဝိတံတံဥနံတတ္တဇီဝိတံတတ္တထိုပုဂ္ဂိုလ်၏တံထိုတရက်ကုန်ခန်းသွားခြင်းသည်တတ္တထိုပုဂ္ဂိုလ်၏ဇီဝိတံအသက်သည်ဥနံရုပ်လျော့သွားပြန်ပြီတနည်းကုန်သွားပြန်ပြီအသက်ကတော့တရက်ကုန်သွားပြန်ပြီဒါကတရက်စာအတွက်ကိုလာပြောတာတကယ်တော့ဘုန်းတော်တကယ်လုံးသုံးပြီးသွားပြီအသက်ရှင်တန်ဖို့အတွက်တကယ်တော့မှကုန်ဆုံးသွားပြီအဲ့တော့အဲ့လိုဆိုလို့ရှိရင်နောက်ပဲနည်းနည်းနေရမှာလေနောက်ဘယ်လောက်နေရမှာလဲဒါလည်းပဲမသိကြအောင်အဲ့တော့ပြည့်နိုင်မယ်ဆိုရင်တော့တာဝိကလည်းတော်တော်ရဖို့လည်းကောင်းပါတယ်ကုသိုလ်တွေကိုလည်းပဲခဏခဏကိုယ့်ကိုယ်လည်းပြန်ပြီးတော့သိုးတော်ဖို့လိုတယ်ပေါ့နော်ဘုန်းကြီးဘာဝင်ကုန်လုံးအလူရှင်တော်ကောင်းဒီရောဘုန်းကြီးတို့တွေရောရက်တွေကလည်းဒီတိုင်းပဲကုန်ခန်းပါတာပဲရက်တွေနဲ့ဟောဖို့ကိုဆိုရင်တက်ကြီးကုန်သွားပြီအပြက်ပြေးသွားပြီတကယ်ကပြေးသွားပြီအဲ့တော့ပြေးသွားပြီဆိုတဲ့ကတော့60မိနစ်ပြေး20မိနစ်ပြေးကုန်သွားတယ်သုံးပြီးသွားပြီနောက်လက်ကြံကအများကြီးကြံနေမှကြံမယ်တဲ့လက်ပြချင်းဖြစ်မယ်သုံးပြီးလာလည်းဖြစ်ချင်းဖြစ်မယ်လက်ကြံနေတာနေဆုံးပါတော့အဲ့တော့အဲ့လိုဆိုရင်ဒရုဏတတ္တဇီဝိတံယံယံဝိစေတိရတ္တေယံယံရတ္တေခြင်းညင်းတင်းကိုဝိစေတိဆုံးလိုက်ရ၏တန်ထိုဆုံးလိုက်ရတဲ့ညင်းဒီတတ္တထိုပုဂ္ဂိုလ်ဇီဝိတံအသက်ကိုဥနံနှုတ်သွားပြန်ပြီတရားပြီးတော့သူ့မှာနှုတ်ခံလိုက်ရပြီတရားစာအသက်ရှင်သန်မှုတွေကတရားသာနှုတ်ခံတယ်အဲ့လိုဆိုဘုန်းကြီးကအသက်ရှင်သန်မှုတွေကတစ်နှစ်စာနှုတ်ခံလိုက်ရတယ်နော်ဝိနည်းဆုံးပြီးတော့ပြန်သွားပြီးတော့ပျော်ဖို့ပြန်မယ်စဉ်းစားတယ်ဝိနည်းဟာပျော်ဖို့အတွက်လောက်တာပေါ့ဘုတန်ဝေကတွေရပြီးတော့မှကုသိုလ်တွေတိဆောက်နိုင်ဖို့အတွက်ကိုနည်းနည်းလေးပို့ပြီးတော့ကြောင်းကြဆိုင်ရပိုကောင်းတယ်အဲ့လိုဆိုစားတော့ဆိုင်မှာသွားစားရင်ဘယ်လိုလုပ်လဲဒီလိုနည်းနည်းကလေးတွေကိုလူကြီးတွေကပြေတော့ထုတ်တယ်တဲ့စားတော့ဆိုင်မှာတော့မလားဝိနည်းပေါ်ဘုန်းကြီးကျောင်းမှာတော့မလားစားတော့ဆိုင်မှာတော့ဒါပေမဲ့တကယ်တော့ဘုန်းကြီးတို့တာဝေကတော့ရားဖို့လည်းကောင်းတယ်ဟောဘာဖြစ်လို့ဆိုတက်တဲ့လုံးကြီးကိုဘုန်းကြီးတို့ဘယ်လိုသုံးနိုင်တယ်မသိဘူးတက်တဲ့လုံးကတော့ကုန်သွားပြီးပြီကုန်သွားပြီးတော့မှဘုန်းကြီးကြည့်အသက်ရှင်သန်မှုတွေက80နေရမယ်85နဲ့နေရမယ်90နေရမယ်အဲ့ကျဲကနေတစ်နှစ်လုံးလုံးနှုတ်ထားတာဒီအားဖြင့်ဒါ300ကျော်360ကျော်ပေါ့နော်ဒါနှုတ်ခံလိုက်ရတယ်ဘုန်းကြီးကအဲ့တော့အဲ့လိုဆိုလို့ရှိရင်တော့ပြင်ယံယံဝိစေတေရတေဒဒုနံတတ္တဇီဝိတံညတရားကပုံခန်းသွားပြီထိုပုံခန်းတဲ့ညဤတဲ့တတ္တထိုပုဂ္ဂိုလ်ဇီဝိတံအသက်တည်လည်းပဲဥနံတရက်စာရုပ်ပြီးတော့သွားပြီတရက်စာရုပ်ပြီးတော့သွားပြီအဲ့လိုဆိုနည်းနည်းလေးထပ်ပြီးတော့ပြောတယ်စရတော်ဝါစရတော်ဒိဋ္ဌတော်ဝါပြီးအာတိနဒေယနာကဝါစရတော်ဝါသွားနေသောပုဂ္ဂိုလ်အားလည်းဖြစ်စေဒိဋ္ဌတော်ဝါရက်နေတဲ့ပုဂ္ဂိုလ်အားတော်လည်းဖြစ်စေအာတိနဒေယနာကဝါထိုင်နေတဲ့ပုဂ္ဂိုလ်အားလည်းဖြစ်စေဒေယနာကဝါအိတ်နေသောပုဂ္ဂိုလ်အားလည်းဖြစ်စေဥပေတိစရိမာရတိနောက်ဆုံးနေ့လေးသည်ဥပေတိတင့်ထံကိုကပ်ရောက်လာတော့၏ဘဝရဲ့နောက်ဆုံးနေ့လေးကတင့်ထံကိုကပ်လာမှုအတွက်နီးသွားပြီဥပေတိစရိမာရတိနောက်ဆုံးနေ့လေးဟာပြင်းပြင်းနီးလာပြီအဲ့လိုဆိုဝိနည်းပွဲနဲ့ဘာတွေသတိပေးနေတာလဲတယောက်နဲ့တယောက်သတိပေးတယ်ဒီနေ့
အလူရှင်တော်ကောင်းတွေကဓမ္မတွေပေါင်းပါပြီးတော့စုပေါင်းအောင်တော့ဗန်နေလူတွေဆွမ်းနေလူတွေရေချမ်းနေလူတွေမိတွေလူတွေဒီနေ့တာပစ္စည်းတွေစုပေါင်းတော့လူတွေတကယ်တော့ရှင်ဗျာတေးဖို့နီးပြီနော်ကောင်းကောင်းနေတော့မပြောတော့လေပြောတကယ်တော့သတိလာပေးတယ်ဘောပဲသတိပေးတာခုံးပေးဒီမှာဆိုတော့ရှင်ဗျာနီးပြီတော့ဒါရှင်ဗျာတစ်နှစ်ကုန်သွားပြီရှင်ဗျာသုံးနိုင်တာကုန်သွားပြီနောက်လက်ကျန်နေရမယ်ရဲလာနဲ့ဟာရှင်ဗျာတစ်နှစ်ကတော့ဒီကတော့ကုန်သွားပြီအဲ့လိုဆိုရင်စရတော်ဝါဒိဋ္ဌာတော်ဝါအာတိနဘေယမတာဝါစရတော်ဝါသွားနေသောပုဂ္ဂိုလ်အား၎င်းဒိဋ္ဌာတော်ဝါယတ်နေသောပုဂ္ဂိုလ်အား၎င်းအာတိနဘေယမတာဝါထိုင်နေတဲ့ပုဂ္ဂိုလ်အိမ်နေတဲ့ပုဂ္ဂိုလ်အားတော်၎င်းစရိမာရတ္တိတဲ့နောက်ဆုံးရည်ဒီဥပေတိကရောက်လာ၏ဥပေတိစရိမာရတ္တိနောက်ဆုံးနေ့နေ့ဟာတဲ့တံကိုဖြည်းဖြည်းချင်းကရောက်လာပြီနေ့ကနောက်ဆုံးနေ့လေးနောက်ဆုံးဘဝမှာနောက်ဆုံးနေ့ရမယ်နေ့လေးဟာဖြည်းဖြည်းပို့ပြီးတော့နေလာပြီလို့ဒီလိုလည်းပဲအတိပ္ပယ်ရတယ်နာတေကာလောပပစီတောတေတဲ့အားတေကဲတော့ပုဂ္ဂိုလ်ဟာတဲ့တွေကာလောဘဝမှာနေကြရမယ်နေ့ရဲ့ကာလဒီပပစီတောမေးမေးရောပေါ်တန်နေထိုင်ခြင်းမှာနာမသိတော့ဘူးတေသွားနေတဲ့ပုဂ္ဂိုလ်လည်းပဲသွားနေလို့ကွယ်လုံးသွားနိုင်တယ်သိခြင်းတရားကသူ့ဓမ္မရောက်လာနိုင်တယ်ရက်နေတဲ့ပုဂ္ဂိုလ်တရားတွေ့လည်းပဲရက်နေတော့ပဲသိခြင်းတရားကသူ့ဓမ္မရောက်လာနိုင်တယ်ထိုင်နေတဲ့ပုဂ္ဂိုလ်တရားဟာလည်းပဲထိုင်ရင်းနဲ့ပဲသိခြင်းတရားကသူ့ဓမ္မကရောက်လာနိုင်တယ်အိတ်နေတဲ့ပုဂ္ဂိုလ်တရားဟာလည်းပဲအိတ်ရင်းနဲ့ပဲသိခြင်းတရားကသူ့ဓမ္မကရောက်သွားနိုင်တယ်နာဒီကာနောပပစီတုံတဲ့အတွက်ကာနောကာလဒီပပစီတုံမိမိရောဘောတန်နေထိုင်ခြင်းကနာအခါမဟုတ်တော့ဘူးတဲ့မိမိရောမနေနဲ့တော့သိခြင်းတရားကနောက်ဆုံးနေ့ကဖြည်းဖြည်းချင်းပို့ပြီးတော့နေလာပြီလို့ဒီလိုသိရရတယ်အဲ့ဒါဆိုသောကပြောခဲ့တယ်တံဝေကပေါ့လို့ဝိနည်းတစ်ချိန်ရောက်တဲ့တံဝေကတစ်ခါပြတ်တယ်တံဝေကပြတ်တိုင်းမှာလေကတဲ့တက်ကြီးကိုဘယ်လိုသုံးနိုင်ကြလဲရစ်နေတာပြည့်ကုန်သွားတာပေါ့နော်ဒီနေ့ကတော့တော့ခေါင်းပြန်ပြီးဘုရားတော်တက်ပြန်ပြီးအဲ့ဒါပြီးယောဂပရဇေမှုတွေပြုတဲ့လုံစရာရှိတာတွေလုပ်တဲ့အဲ့ချိန်ရောက်တဲ့အိမ်သွားတဲ့နောက်နေ့ပြည့်သောထားတဲ့လုံစရာရှိတာတွေလုပ်ပန်းတော်ကရေချမ်းကလုံစရာရှိတာတွေလုပ်တဲ့နေ့ကုန်သွားအဲ့နေ့တွေကိုမသိလိုက်ဘူးနေ့တွေကနေလာတွေကနေတက်ဟောကုန်သွားပြီဥပေတိစရိမာရတ္တိနာတေကာလောပပစီတောစရိမာရတ္တိနောက်ဆုံးညနေဥပေတိတဲ့တံကိုကရောက်လာပြီဒီတင်ဟာတဲ့တင်ကဲတော့ပုဂ္ဂိုလ်ဟာကာလောဒီထိုင်ရမယ့်ကာလတစ်ခုမှာပပစီတောဝိပိရောဘောတန်နေထိုင်ခြင်းကနာမထိုက်တန်တော့ပြီဝိပိရောဘောတန်နေဖို့တော့ပြန်ဘယ်လိုမှမထိုက်တန်တော့ဘူးလို့ဒီလိုလေးပြရတယ်အဲ့တော့ဆိုရင်တော့ပြန်ချောင်းပြီးပြောလိုက်မယ်ဆိုရင်ဝိနည်းကတန်ဝေကတွေကိုဖြစ်ပေါ်စေဖို့အတွက်ဘုရားဘာသာဝင်တော်ရှင်တွေအနေနဲ့ဘုန်းကြီးတို့ဒီအနေနဲ့ဆိုရင်တော့တန်ဝေကတွေအလုံးကိုဖြစ်ထိုက်ပါတယ်။ဘာဖြစ်လို့ဒီဝိနည်းဟာကုန်သွားတာလေတစ်နှစ်ပြေးသွားတာလေနောက်တစ်နှစ်ပြန်ဆောက်ပြန်ပြီးအစိတ်ကြီးအဓိဋ္ဌာန်ပြန်ပြီးရက်တွေစရင်လူတွေကအဓိဋ္ဌာန်တယ်နော်သိဉာဏ်နှစ်ဆန်းတည်းရဆိုရင်လည်းအဓိဋ္ဌာန်တယ်ကဒီတက်ကစတော့ကဲငါဘာတွေလုပ်တော့မယ်တရက်ပဲခံနေပြန်ပေးသွားအိမ်လိုက်တဲ့စမ်းတည်းရောက်တယ်လည်းပဲအလားတူပဲအခုကဘယ်တစ်ခုတည်းဒါပဲတလားပါလေဘယ်လားဆိုရင်လာစားပြီဒါကဘာတစ်စမ်းတည်းအဲ့လိုဆိုလို့ရှိရင်တော့ဒီနေ့မှာဘာတွေလုပ်မယ်ကုသိုလ်တွေဘလောက်ဖြစ်အောင်လုပ်မယ်ကုသိုလ်တနေ့မှာကုသိုလ်ရအောင်ဘယ်လိုနေမယ်လို့စိတ်တွေကဓိတ်ခံတယ်ကိုဝေးနေတက်ပြေးသွားပြီနောက်တက်ဒါပြန်စပြန်တော့တယ်အဲ့ခါမှာပြောပြန်ပြီဟာငါဘယ်လိုနေထိုင်မယ်လို့ကိုစိတ်နေဆောက်ပြီးပြန်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဥပေတိစရိမာရတ္တိနောက်ဆုံးကျင်းလာတာနောက်ဆုံးတရားမယ်နေသေးရတော့ပို့ပြီးတော့ကြီးလာတယ်အဲ့တော့မမေးမလေးတော့နေထိုင်တိုက်တယ်မမေးမလေးတော့နေထိုင်ဖို့ဆိုလို့ရှိရင်လည်း
တိလာလေးစောပြီးကျင့်သုံးရမယ်တရားဘာဝနာလေးပွားများအားထုတ်ရမယ်ပုံမှန်တရားနားရမယ်ဒီတိုင်းပုံမှန်တရားနားရမယ်ဒီတိုင်းပုံမှန်တရားတွေနှလုံးသွင်းရမယ်တရားနှလုံးသွင်းဖို့ဆိုပြန်ရင်လည်းဒီကထပ်ပြီးတော့ပြောတရားရှိတာကတရားနှလုံးသွင်းတယ်ဆိုတာထိုင်မှတရားမဟုတ်ဘူးအဲ့ဒီလည်းပဲတရားတွေရှုတတ်ရတယ်အဲ့ဒီလည်းရှုရတယ်ရေချိုးနေလည်းရှုတတ်ရတယ်အိမ်သာတဲ့ရင်လည်းတရားရှုတတ်ရတယ်။လွားလာလှုပ်ရှားနေလည်းတရားရှုတတ်ရတယ်။စားနေတော့နေလည်းတရားရှုတတ်ရတယ်။ဈေးသွားနေလည်းရှုတတ်ရတယ်။ချက်ပြုတ်နေလည်းရှုတတ်ရတယ်။စောတဲ့ဖော့စောနေဖော့နေလည်းရှုရတယ်ရှုတတ်ရတယ်။အဲ့လိုရှုမှပဲတရားရှုခြင်းကရှိတော့မယ်။အဲ့လိုရှုနေမှပဲကုသိုလ်ဖြစ်ခြင်းတွေကပုံများနိုင်တယ်လို့ဒီလိုသိပေးရပါတယ်နော်။အဲ့တော့ဒီနေ့ဝိနည်းအမှုရှင်ဘုန်းကြီးရဲ့ဝိနည်းကိုအကြောင်းပြုပြီးတော့ဒါကမှမောင်တော်ကောင်းတွေကစုပေါင်းတော့စွမ်းယူတယ်နောက်တစ်ခုကကြတော့တစ်ရက်ကအသုံးဆောင်ပစ္စည်းအသီးသီးနဲ့ကြောင်းပွဲသုံးတဲ့ပစ္စည်းတွေအဲ့လိုပစ္စည်းတွေကိုလည်းစုပေါင်းတော့လူတိုင်းရတယ်အဲ့တော့အဲ့လိုလူတိုင်းရတဲ့ဒီကုသိုလ်ကောင်းမှုဒီဒုက္ခခတ်သိမ်းခြင်းနဲ့နိဗ္ဗာန်ရောက်ဖို့အထောက်ပံ့ကောင်းနေဖြစ်ပါသည်လို့ဒါလေးမျိုးလုံးပြပါမယ်နော်